မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကစီးပွားဝင်တစ်ခွများစွာတွေမှာမြန်မာပြည်မှာပေါ်ပေါ်များများတွေ့ရှိရတဲ့တစ်ခွပင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဝါဆိုပန်းတစ်ခွဒီတစ်ခွမျိုးတွေကိုတော့ပူအိုက်ဆူဆွတ်တဲ့ဒေသတွေဖြစ်တဲ့ AR တိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ရှမ်းပြည်နယ်တွေမှာတွေ့ရှိရပါတယ်ဒီတစ်ခွရဲ့ပင်စီတွေကိုတော့အားစီးဖော်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။နံပါတ်2စက်ကူပန်းတစ်ခွဒီတစ်ခွတွေကိုတော့တမပိုင်းဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ကယားပြည်နယ်တို့မှာတွေ့ရှိရပါတယ်။ဒီတစ်ခွရဲ့ပင်စီကိုတော့အသေးစိတ်ဖော်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။နံပါတ်3ကိန်းနီတစ်ခွဒီတစ်ခွတွေကိုတော့တမပိုင်းဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်၊ပဲခူးတိုင်း၊မန္တလေးတိုင်းတို့မှာတွေ့ရှိရပါတယ်။ဒီတစ်ခွတွေရဲ့ပင်စီကိုတော့အားစီးဖော်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။နံပါတ်4ဒေါင်းမီတစ်ခွဒီတစ်ခွတွေကိုတော့အေးပိုင်းဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်တို့မှာသာတွေ့ရှိရပါတယ်။ဒီတစ်ခွရဲ့ပင်စီကိုတော့အာယုံကျော်အားစီးဖော်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။နံပါတ်5စေမမြက်ကွင်းဒီတစ်ခွတွေကိုတော့အပူပိုင်းဒေသတွေဖြစ်တဲ့ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်တို့မှာတွေ့ရှိရပါတယ်။ဒီတစ်ခွရဲ့ပင်စီကိုတော့အဖျားပြောက်စီအနေနဲ့အသုံးပြုကြပါတယ်။နံပါတ်6တစ်ခွနီဒီတစ်ခွမျိုးရိုးတွေကိုတော့အေးပိုင်းဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်တို့မှာတွေ့ရှိရပါတယ်။ဒီတစ်ခွရဲ့ပင်စီနဲ့အသီးကိုတော့အားစေးဖော်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။နံပါတ်9ကနိုင်နဘစ်ပေါဒီတစ်ခွမျိုးကိုတော့အေးပိုင်းတမပိုင်းဒေသတွေဖြစ်တဲ့မန္တလေးတိုင်း၊ပြင်ဦးလွင်၊ချင်းပြည်နယ်ကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာတွေ့ရှိရပါတယ်။ဒီတစ်ခွရဲ့ပင်စီကိုတော့အဆင့်မြင့်နာကျင်ကြိုက်ခဲမှုပျောက်စေးအနေနဲ့အသုံးပြုကြပါတယ်။နံပါတ်10ရွှေလူမောက်ခမ်းဝါဒီတစ်ခွတွေကိုတော့တမပိုင်းဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်၊ပဲခူးတိုင်း၊မန္တလေးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာတွေ့ရှိရပါတယ်။ဒီတစ်ခွပင်စီကိုတော့အားစေးတွေဖော်ဆက်တဲ့နေရာမှာအသုံးပြုကြပါတယ်။နံပါတ်9အာမဲလက်တံတို့ဒီတစ်ခွကိုတော့တမပိုင်းဒေသတွေဖြစ်တဲ့မန္တလေးတိုင်း၊ပြင်ဦးလွင်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာတွေ့ရှိရပါတယ်။ဒီတစ်ခွရဲ့ပင်စီကိုတော့အဖျားပြောက်စီအနေနဲ့အသုံးပြုကြပါတယ်။နံပါတ်10တခိုင်လုံးငွေဒီတစ်ခွကိုတော့တမပိုင်းဒေသရှမ်းပြည်နယ်အတွင်းမှာသာတွေ့ရှိရပါတယ်။ဒီတစ်ခွရဲ့ပင်စီကိုတော့အဖျားပြောက်စီအနေနဲ့အသုံးပြုရဆိုတာကိုတင်ဆက်ရင်းနဲ့အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။